မင်္ဂလာပါခင်ဗျာနောက်16ခုနှစ်မတ်လရဲ့နောက်ဆုံးရသတင်းတွေရဝဟန်ကွင်းလေလူမာတီယာဖိုင်နန်ဒတ်ကိုမက်ဆန်ဆန်ရိုက်တာကခေါ်ယူဖို့အလေးအနက်စိတ်ဝင်စားနေပါတယ်အဓိကအချက်လက်တွေကတော့အသက်22နှစ်အရွယ်ပေါ်တူဂီကွင်းလေလူမာတီယာဖိုင်နန်ဒတ်ဟာနာမည်နွေရာသီမှာအသင်းကထွက်ခွာတော့မဲ့ကက်စမဲရိုရဲ့နေရာမှာအစားထိုးဖို့ယူနိုက်တက်ရဲ့ထိပ်တန်းပြစ်မှတ်ဖြစ်လာပါတယ်ယူနိုက်တက်ရဲ့ကင်းထောက်တွေဟာဝဟန်ရဲ့ပွဲစဉ်တွေမှာသူ့ရဲ့ခြေစွမ်းကိုအနီးကစောင့်ကြည့်နေပြီးရေးပြအဖွဲ့ကလည်းသူ့ရဲ့ဆွမ်းဆောင်ရည်ကိုသဘောကျနေပါတယ်ဝဟန်ဘက်ကသူ့အတွက်ဖြောင်းရွှေ့ကြေးယူရို65တန်းကနေ85တန်းဝန်းကျင်အထိအလိုရှိနေပါတယ်ဝဟန်တင်ဟာလက်ရှိမှာတန်းစင်းစုံနဲ့ရောက်နေတဲ့အတွက်အကယ်၍တန်းစင်းသွားခဲ့ရင်ဖိုင်နန်ဒတ်ကအသင်းကနေထွက်ခွာဖို့တောင်းဆိုလာနိုင်ခြေရှိပါတယ်မာတီယက်စာယူနိုက်တက်အသင်းကောင်းဆောင်ဘရူနိုဖိုင်နန်ဒတ်ကိုသူ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်သတ်မှတ်ထားတာကြောင့်အိုထရက်ဖို့ကိုပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေတယ်လို့သတင်းတွေကဆိုပါတယ်သူ့ရဲ့ပေးပို့မှုတိကျမှုဟာ 92% အထိရှိနေပြီးဒီဟာဒီမှာ United ရဲ့ကွင်းလယ်ပိုင်းကိုပိုပြီးတက်ကြွမြတ်ဆန်လာစေမဲ့သူဖြစ်ရှုမြင်ခံထားရတာပါဒါအပြင်ဘိုင်မြူနစ်နောက်ခံလူအဖွန်ဆိုဒီဗီစာ United အသင်းရဲ့ဒါမဲ့နွေရာသီပြောင်းရွှေ့အတွက်အဓိကပြစ်မှတ်တစ်ခုဖြစ်နေပါတယ်ဘိုင်မြူနစ်အသင်းကသူ့ကိုအနည်းဆုံးပေါင်တန်း80ဝန်းကျင်ရမှရောင်းထုတ်ဖို့စဉ်းစားထားပါတယ်သူဟာ2015ခုနှစ်ဖေဖော်ဝါရီလမှာဘိုင်ယန်မြူနစ်နဲ့2030အထိသက်တမ်းတိုးထားတဲ့အတွက်ယူနိုက်တက်အနေနဲ့ခေါ်ယူခြင်းရင်ငွေအမြောက်အများအသုံးပြုရမှာပါအင်ဒိုစုဖွဲ့ကရီယယ်မက်ဒရစ်နဲ့အပြိုင်သူ့ကိုပုံများတဲ့လောက်ကလစာပေးပြီးဆွဲဆောင်မှုပြင်ဆင်နေပါတယ်2025မလတုန်းကရခဲ့တဲ့ ACL တန်ရာကြောင့်6လလောက်နားခဲ့ရပြီး2025ဒီဇင်ဘာမှာပြန်ကစားနိုင်ခဲ့တာပါတန်ရာကပြန်လာပြီးနောက်ပိုင်း73ပွဲမှာ6ဖန်တီးမှု2ကြိမ်ပြုလုပ်ထားပြီးပေးပို့မှုတိကျချက်90%ကျော်ရှိလို့ခြေစွမ်းကောင်းနေစေဖြစ်ပါတယ်သူဟာဖယ်နောက်ခံလူနေရာမှာတိုက်စစ်လိုက်ပါမှုအရန်ကောင်းတဲ့ကစားသမားပါအပအမြင့်ဆုံးနောက်ခံလူတွေတဲကတအူးဖြစ်ပြီး road runner လို့တော့တင်စားကြပါတယ်ယူနိုက်တက်ဟာလူရှော့အလွန်သူတို့ရဲ့ဘယ်နောက်ခံနေရာအားနည်းချက်ကိုရှေ့ရှေ့ဖြည့်ရှင်းမှုအတွက် JBs ကိုနံပါတ်1ဦးစားပေးဖြစ်သတ်မှတ်ထားပါတယ်နာမည်ကျော်သတင်းတော့အခရန်ခိုနို့ရဲ့အဆိုအရယူနိုက်တက်ဟာလူရိုသန်း80ဝန်းကျင်ထိရှိမဲ့ကမ်းလှမ်းမှုတစ်ခုကိုပြင်ဆင်နေတယ်လို့မတ်လ18ရက်နေ့မှာသတင်းထွက်ပေါ်ထားပါတယ်ကြည့်ရှုနားဆင်ပေးကြလို့ကျေးဇူးပါခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့တတာ